အားလုံးမြင်လား Ella's personal blog ကနေကြိုဆိုပါရစေဒီနေ့ကတော့ဒီ healthy ဖြစ်မဲ့ video ကိုယ့်အကိုချက်ထားတာပေါ့နော်ကြည့်ပါမြင်ရလားမသိဒါတော့ chicken ကိုမှ barbecue grill ပေါ့နော် barbecue sauce နဲ့လုပ်ထားတယ် chicken ဒီချက်သားကိုပြီးတော့ဒါကြတော့ spinach နဲ့ tomato နဲ့ကိုsaute လုပ်ပြီးတော့ဒီ puree နဲ့ပေါ့နော်လုပ်ထားတာပါအောက်ချက်ထားပါကောက်ချက်ထားရုံလားမသိပေါက်ကိုကချက်ပြီးတော့မီးကြည့်ရသေးဘူးမီးကြည့်မယ်ကိုယ်ချက်ထားဆိုမှလုံးဝကိုလိုက်ရကိုတော့မယုံနိုင်ဘူးလုံးဝတကယ်ဟို restaurant တွေက European restaurant တွေကချက်ထားတဲ့အတိုင်းပဲပြီးတော့ healthy ဖြစ်ဖို့တော့က vegetable မဖြစ်မနေစားရမှာပေါ့တို့ကဖြစ်မိန်းကလေးတွေကယောက်ျားလေးနဲ့မတူပါရင်းတော့ဆိုထင်တာကိုယ့်ကိုတင်လာစားနေတာစားပြီးချင်းဆောလိုက်ရရပါတော့အဲ့လိုထင်တာမဟုတ်မိန်းကလေးခဏကိုနဲ့ယောက်ျားလေးခဏကိုနဲ့အဲ့မှမတူမိန်းကလေးရတော့အပြည့်ရုပ်ကိုမဖြစ်မနေစားပြရဝါလုံးဝဟိုစားဝယ်တော့တယ်ပြကြပါအဲ့လိုမျိုးကြတာမောက်လို့ဘာလို့မှမတုံးထားဘူးစားရဟင်းခတ်မွေးကြရင်လည်း oregano တုံးထားဒီခါအဲ့လိုကနဲ့လေးရလေမွေးပြီး oregano နဲ့လေးကိုမွေးနေတော့ဟုတ်ပါကျက်တာလည်းတော့ပေါင်သားဆိုတော့ပေါင်သားတော့ပါbarbecue sauce ကလေဒီအသားရဲ့အရသာကဝင်တယ်ဟုတ်အဲ့ဒါကိုကယ်လိုရီနည်းအောင်လို့ sauce ကိုနည်းနည်းပဲသုံးထားတယ် barbecue sauce ဆိုတော့ဗဒီပေါ်ရန်ဝဲထုတ်ပြီးထားတယ်ဆိုင်မှာဆိုင် barbecue sauce ကိုအရင်ကြိုက်တယ်အရင်ကြိုက်လို့ဆိုတော့အဲ့လို sauce က extra တောင်းပြီးတော့စားမ sauce ကအရင်များမကောင်းဘူးအရင်များတော့ဟိုပါလေအရသာနေနဲ့ကောင်းတယ်ပေါ့ဒါပေမဲ့ကျမရုံနဲ့ကောင်း
ပြေးလွှားလေးကိုယ့်အောင်ချက်လိုက်တာပေါ့ပြေးလွှားချက်တာတော့ရှယ်ပဲနော်ဒီခင်းရည်လေးနဲ့ခင်းရည်ဒီအရွက်ကိုချက်ထားတာလည်းဒီတော့အရသာသူ့ရဲ့ဒီအသီးရွက်ရဲ့တကယ်အရသာကိုရတယ်အဲ့တော့စားနေနေလေးပဲတုံးတာအဲ့တော့တခြားဘာမှမထည့်တာဘူးအရသာမှုတွေပါအဲ့လိုဆိုကျမရဲ့အတွက်လည်းအဲ့ဆိုင်ညီညွတ်ကျမရဲ့နဲ့လည်းညီညွတ်တယ်အသားရည်ပဲလေလားso good စစ်သားကသူကအဲ့လိုဘယ်တစ်ချက်ညာတစ်ချက်ပြင်းပြင်းလန်းလန်းထပ်ပြီးတော့လုပ်ထားတော့တော်တော်ရတာကောင်းတယ်ရှယ်ပဲ sauce နည်းနည်းသုံးထားမယ်ကွာနည်းနည်းပဲသုံးထားရဆိုမဲ့သူ့ရဲ့အရသာတော်ပဲခုနောက်ပိုင်းဆိုအဲ့လို sauce ကိုလေတနက်လောက်တော်သိအောင်ပဲတော်သိအောင်လောက်ပဲတုံးဖို့အတွက်ကိုယ်ကိုတတိစိတ်ကိုလေတတိပေးရပါဆိုတော့ဒီနောက်ဆိုအဲ့လို sauce နဲ့စားရတာအရင်တည်းတော့ sauce တွေပါအများ sauce များနဲ့စားရတာကြိုက်တယ်အခုအဲ့ဒါကိုလည်းစိတ်နေရလေးလေးကိုယ်ကိုလုပ်တာဒါဟိုကနော်ဒါဟိုကနဲ့ပြကပလာဒီဟောကပလာဒီဟိုမှာဟော passion fruit green tea ပေါ့ passion fruit green tea ကိုလုပ်တကယ်အသီးအစစ်နဲ့လုပ်တာဒီ vlog လေးကိုကြည့်နေလို့လဲတနိုင်တော့လေကျမနဲ့ညီညွတ်တဲ့စားလောက်တွေစားပေးပါလို့အဲဆိုကျမလည်းများတော့ပြောလိုက်ကျမနဲ့ညီညွတ်တာဆိုရင်စားလို့မကောင်းဘူးပေါ့ပေါ်ရွှေကြီးပေါ့အဲ့လိုမျိုးပဲထင်ရပါဒါပေမဲ့မဟုတ်ဘူးရတာရှိအောင်အဲ့လိုချက်လို့ရှိရင်ရတာရှိတယ်ပုံမှန်ဆိုအဲ့လိုပဲအသေးတွေပါရမ်းတယ်ကြိုက်တယ်မှာပါအသားကြိုက်တယ်မှာပါအခုကတော့အဲ့လိုမျက်တောင်စားပေးရတာပေါ့အဲ့တော့ဒါဆို European food ကိုဘာလို့ချက်တယ်လဲပေါ့ဘာလို့ချက်တယ်လဲဆိုတော့မေးရရှိတယ်ဘာလို့လဲဆိုတော့တင်တန်းတက်တာအဲ့လိုစားတော့ကအရန်
crazy ဖြစ်တယ်တယ်မလားအဲ့လိုဆိုတော့အဲ့လိုကိုစားရတဲ့ဟာဘူးကိုအောင်ချက်တဲ့အောင်တင်ထားရတော့ဟုတ်ကောင်းအကြောင်းကြီးကိုချက်ကိုကောင်းပေါ့ဒီ vlog လေးကိုကြိုက်လာပါတော့အဲ့လိုနောက်ထပ်ဘလို့အစားတော့ vlog လေးတင်ပေးရမှာပေါ့ဒါမှမဟုတ်အဲ့လိုဘလို့ချက်လဲနီးလန်းသိချင်လားအဲ့လိုတခုသိချင်တာရှိရင် comment မှာလုပ်ပေးပါနော်အယိုးပဲကျွန်တော်စစ်သားကပေါင်ယိုးပဲကျွန်တော်အယိုးပဲအယိုးတစ်ခုရန်ကောင်းတနက်တဲ့ထားတာက European class ပေါ့ European စားတော့တယ်အဲ့တော့ကဲနောက်ထပ်ကဲဘာချက်ပေးရမလဲဘာစားပေးရမလဲဆိုတာလေးကိုကောင်းမှယူပြပါ